အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ကိုမျိုး channel ကနေကိုဒီမတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာเนาะကျွန်တော်ကိုဒီမတွေအားလုံးပဲမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ပါစေဗျာเนาะအားလုံးပဲမင်္ဂလာပါဗျာเนาะအားလုံးပဲကျွန်တော်ချစ်ကိုချမ်းသာအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံနိုင်ကြပါစေကောင်းမွန်တဲ့နေ့ကလေးတွေနေ့တိုင်းမှာဆက်လက်ပြီးတော့ပတ်သက်နိုင်ကြပါစေလို့ကျွန်တော်ကိုမျိုး channel ကနေကိုဒီမရဲ့အားလုံးအတွက်ဦးစားပထမဆုံးအောင်တောင်းပေးလိုက်ပါဗျာเนาะကဲအားလုံးပဲချစ်ကိုချမ်းသာအားလုံးပဲမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ပါစေဗျာเนาะကဲဒီနေ့ကတော့တာပွင့်ပြီလို့ထင်တာပဲဗျာเนาะဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မနက်ပိုင်းမှာကျွန်တော်တို့ရှစ်ကို3ည1အခွေသမားတွေအားလုံးပဲတစ်ဆိုတော့အောင်နေနောက်ဝင်ညနေပိုင်းမှာဆို1-3ဆိုပြီးထပ်ထွက်တာဖြစ်တဲ့အတွက်ကိုကြီးမရဲ့အားလုံးပဲကျွန်တော် main 8ပွက်တွေရပဲထပ်မှန်ပြီးတော့အောင်မြင်တယ်ပေါ့နော်အဲ့တော့ကိုကြီးမရဲ့အားလုံးပဲကျွန်တော်ဆက်လက်ပြီးတော့ပေါ့နော်နေ့တိုင်းမှာဆိုရင်ကျွန်တော်6တကူကြီးရတယ်စင်ပြေနဲ့ပြန်ဝင်လာပြီနောက်တစ်ခုအနေနဲ့8-3မပြောက်ပတ်သေးကလည်းသူ့ဟာနဲ့သူတာဝန်ကျေပြီးတော့ကြာထားတယ်အခွေသမားတွေအားလုံးလည်းအောင်သွားပြီဆိုတော့နေ့တိုင်းမှာကျွန်တော်အကျွေးမရှိဘူးဒီတော့ကတော့နော်အကျွေးမရှိဘူးအားလုံးအတွက်အဆင်ပြေအောင်ကျွန်တော်ကြိုးစားပေးထားတယ်ထပ်မှန်ပြီးတော့နေ့တိုင်းမှာကျွန်တော်တို့ main ကွက်ထပ်ပြီးတော့အဆင်ပြေလို့အောင်မြင်ဖို့ပဲရှိတော့တယ်အဲ့တော့စိတ်ရှည်နဲ့ live ပြီးတော့ကျွန်တော်ကိုမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ live အားပေးကြတဲ့ကိုကြီးမအားလုံးအတွက်ကျွန်တော်ဘက်ကလည်းအကောင်းဆုံးပြန်လည်ပြီးတော့ကြိုးစားပေးနေပါတယ်နောက်တစ်ခုအနေနဲ့ကကိုကြီးမအားလုံးပဲကျွန်တော်လည်းဟိုနေ AC ဖြစ်သွားပြီဖြစ်တဲ့အတွက်ကိုကြီးမအားလုံးပဲကျန်းတွေမှာကျွန်တော်တို့ main ကွက်မိအောင်ပဲအကောင်းဆုံးကြိုးစားမှာဖြစ်ပါတယ်နော်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်နဲ့တူလက်တွဲပြီးဆော့ကြတဲ့ကိုကြီးမအားလုံးပဲပေါ့နော်မိသားစုဝင်ကိုကြီးမအားလုံးပဲလုံးစရာရှိတာဆက်လက်ပြီးလုပ်ပါလုံးစရာရှိတာဆက်လက်ပြီးတော့လုပ်ပါမွေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပတ်သီးနဲ့ပတ်သက်ပြီးတော့ကိုလုံးစရာရှိတာလုပ်ပါခဏတွေကဒီဘက်ကလည်းဆော့ရတာခက်ခဲလိမ့်မယ်ဆိုတာကကြမုံကြနည်းနဲ့ကျွန်တော်တို့ကအပူးမလာတော့လည်းမလာလို့လာပြန်တော့လည်းတစ်ဖက်ပေါ့ပေါ့နော်အဲ့လိုမျိုးအပူးကလည်းထက်ကြနိုင်မှုဒီတစ်ပတ်အထဲမှာထက်ကြနိုင်မှုရှိသေးပါတယ်အဲ့တော့ကိုကြီးမအားလုံးပဲသတိထားပါနော်အပူးသမားအားလုံးနေတာကြာမင်းကြာရဲပေါ့နော်အဲ့တော့ကမိသားစုဝင်ကိုကြီးမအားလုံးနေနဲ့ဘာမှကြောက်စရာမလိုကိုလို့စရာရှိတာကိုလို့ပါကျွန်တော်တနင်္လာနေ့ပြီးတော့လည်းမဟုတ်ဘူးလေဘာမှလည်းဟုတ်တာမဟုတ်ကြံလုံးကိုဆက်လိုက်ရတာနဲ့ကျွန်တော်ကြာလေးတောက်ကြအထိကိုရောက်တာပဲเนาะအဲ့တော့ကဒီတစ်လုံးနဲ့ကျွန်တော်တို့အမျက်ကျန်အောင်အားလုံးပဲဝင်ကနန်းမှာပေါ့အောင်လေအကောင်းဆုံးလေးစူးစမ်းပေးထားတယ်ကိုကြီးမအားလုံးပဲနောက်မှတနေ့လုံးမှာကိုယ့်ရဲ့ပတ်သီးနဲ့ပတ်သက်ပြီးတော့အဖောင်းကနန်းနဲ့ပတ်သက်ပြီးတော့ကြားဆိုင်ကြီးအများကြီးရှိတယ်လုံးမိုင်အနေနဲ့လည်းရှိတယ်လောက်စရာရှိတာလောက်နေ့တိုင်းမှာဆိုရင်ကျွန်တော်ကြိုက်တဲ့ main ရောတစ်ခွက်ကောင်းနှစ်ခွက်ကောင်းဒါလေးတွေကိုယူပြီးတော့ like ဆော့ဟုတ်ပြီလားเนาะမဆော့ကျင်တဲ့ကိုကြီးမအားလုံးကကိုယ့်ရဲ့ကနန်းကိုယုံကြည်မှုပြေဝထားပြီးတော့ like ဆော့ပါကောင်းမှလိုက်ပြီးတော့မမှန်ပါနဲ့မမေးပါနဲ့เนาะအားလုံးပဲကဲအဲ့တော့ကြာနေတဲ့ကနန်းတွေကကျွန်တော်တို့ကကြံဖန်ဖန်တော့လက်ကြီးပွင့်ပြီးတော့ထင်တာပဲကိုကြီးမအားလုံးပဲ2-5-3 1-1-3ဆိုတော့ကနန်းကနည်းနည်းတော့ဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြံရက်တွေမှာကျွန်တော်တို့ main ကွက်တွေအထီးကနေတိုင်းမှာဆော့ကြတဲ့ကိုကြီးမအားလုံးပဲ main ကွက်တွေထိထိမြင်ရအောင်ဆက်လက်ပြီးကြိုးစားမယ်เนาะအဲ့တော့ကဗုဒ္ဓဦးနေရောက်ပြီပေါ့နော်ဗုဒ္ဓဦးနေတနေ့လုံးသာမှာအဓိကကိုယ့်ရဲ့ဝမ်းချင်းအပိုင်နဲ့ဆော့ကျင်ရတယ်ကိုကြီးမအားလုံးက6-9ကီเนาะကိုဝမ်းချင်းအပိုင်နဲ့ကိုအောင်ကတ်ထိုးဒီတစ်ပတ်တော့အဲ့6-9ကီကခွေမနာခွေနိုင်တယ်လို့ထင်တယ်เนาะအဲ့တော့ကိုကကိုတတိထားမယ်เนาะအားလုံးပဲအခွေ3တဲ့ကိုကြီးမအားလုံးပဲ6-9ခွေလေးကိုတတိထားဟုတ်ပြီလားเนาะအဓိကကျွန်တော်ရဲ့ဝမ်းချင်းတွေကိုပြောပြပေးမယ်เนาะမပြောခင်အားလုံးပဲเนาะကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုလည်း live လက်မလေးနှိပ်ပေးကြပါအောင်ဗျာเนาะအားလုံးပဲ share လို့ရမယ့်နေရာမျှဝေလို့ရမယ့်နေရာလေးမှာမျှဝေပြီးတော့မှကြည့်ပေးကြပါ channel ကို subscribe မနေရသေးတဲ့လူအသက်လူအဟောင်းဝင်မိုက်အားလုံးပဲ channel ကို subscribe လေးနှိပ်ပြီးတော့မှကြည့်ပေးပါเนาะနောက်တစ်ခုအနေနဲ့ကျွန်တော်ကိုမျိုးခေါ်ပေးသောကဏ္ဍလေးကို live ပြီးတော့မှန်ပေးကြပါအောင်ဗျာเนาะအားလုံးပဲမှန်ပါပေါ့เนาะမှန်တဲ့ကိုကြီးမိုက်အားလုံးကเนาะအားလုံးပဲလူဟာဟိုနေ1000-2000ပေါ့เนาะကြည့်ရခါကြရင်လည်းမနဲ့သူကရောက်တရတော့မပြေဘူးပေါ့နော်အားလုံးပဲကနန်းကြီးပဲယူပြီးတော့ထွက်တော်မသွားနဲ့အားလုံးပဲကောင်းအောင်မှန်သွားကြအောင်နော်အားလုံးပဲမင်္ဂလာပါလို့မှန်းလို့လည်းရပါတယ်နော်အဲ့တော့ကချစ်ကိုချစ်မရအားလုံးပဲကျွန်တော်တို့ဘုံလုံးနဲ့မနှညတနေ့လုံးသားမှာအားလုံးပဲအဓိက live shot တဲ့ဝိုင်းရင်က4ပိုင်9ပိုင်4ပတ်ဒီ9ပတ်ဒီပဲဖြစ်ပါတယ်နော်4ပိုင်9ပိုင်4ပတ်ဒီ9ပတ်ဒီပဲဖြစ်ပါတယ်နောက်မှာဝိုင်းရင်ထဲမှာကျွန်တော်တို့ဒီဝိုင်းရင်နောက်မှာကြာခဲ့အောင်မယ်ဆိုရင်ကိုကြီးမအားလုံးပဲဘိုင်တလုံးကိုကျွန်တော်ကောင်းကောင်းလေးတေချာလေးနောက်မှာတော်တော်လေးကောင်းတယ်ဘိုင်တလုံးရွေးပေးမယ်နော်ကြားခဲ့အောင်ပဲဆိုရင်ဆက်ပြီးတော့ကျွန်တော်လုံးဝမှန်အောင်ပါပဲနော်အဲ့ထဲမှာချစ်ကိုချစ်မအားလုံးပဲနော်၄-9ဝိုင်းကြီးမှာ
ကျွန်တော်တနေ့ကုန်းသားတွေကိုပြန်လဲပြီးတော့တနေ့လုံးသားတွေကိုပြန်လဲပြီးတော့တင်နေတဲ့အခါမှာကိုကြီးမအားလုံးပဲကျွန်တော်ဝမ်းချင်းကြီးကလုံးဝမပြတ်သေးဘူးเนาะကျွန်တော်တနေ့ပဲမှားသေးတယ်ပေါ့เนาะလောလောဆယ်မှာချက်ကိုတွေချက်မှအားလုံးပဲတနေ့လုံးသားနဲ့အန်ကိုက်ဖြစ်နေတဲ့အတွက်တနေ့လုံးသားကိုပြန်လဲပြီးပြောင်းဆော့ပါမယ်မနက်ပိုင်းမှာမလာရင်ယုံကြည်မှုအပြည့်အဝနဲ့ညှက်နေပါအောင်ဆက်ထိုးပါဘာကြောင့်ဒီလိုခဏခဏပြောရလဲမန်းကြတဲ့ကိုကြီးမအားလုံးကလည်းညှက်နေဘာထိုးရမလဲမေးကြတာပေါ့เนาะကျွန်တော်တနေ့လုံးသာလို့တခါလေးပြောထားတနေ့လုံးသာလိုက်ဆော့ပါညနေပိုင်းမှာကျွန်တော်နိုင်ပြောင်းပါမယ်เนาะကိုမျိုး line မလို့လည်းဘာမှဟိုနေမဖြစ်ဘူးเนาะကိုကြီးမအားလုံးလည်းကဏ္ဍအဓိကနေ့တိုင်းမှာဆော့ကြတယ်ကိုကြီးမအားလုံးလွှင့်တာမလွှင့်တာဒါ main ကွက်မီးကို main ကွက်ရဖို့ပဲအဓိကအရေးကြီးတယ်เนาะလွှင့်တာမလွှင့်တာအလားဟာလောလောဆယ်မှာကျွန်တော်ရဲ့နေကုန် site ကအရင်အဆင်ပြေနေရဖြစ်တဲ့အတွက်ကိုကြီးမအားလုံးနေကုန် site ပဲကျွန်တော်ပြန်လည်ပြီးတော့သုံးမယ်เนาะကဲဟုတ်ပြီလားချိုးတွေကလည်းမြင်နေတယ်ပေါ့เนาะမိသားစုဝင်တွေကပို့ဆိုးတယ်အားလုံးပဲကျွန်တော်ပြောထားတဲ့အတိုင်းပဲကိုလုံးဆရာရှိရလို့မိသားစုဝင်တွေကဟိုတခါတရံကြရင်လည်းစောတဲ့ဆိုတခါတရံကြောက်လေဗျာတခါလင်ကြောက်လေနောက်ကြသွားတယ်စောပြန်တော့လည်းဘာမှမဟုတ်ဘူးနောက်ကြပြန်တော့နောက်ကြလို့တော့မလုံးကြနဲ့အားလုံးပဲเนาะအေးဆေးတာဆိုလာဟုတ်လာမှာเนาะဖုန်းကလည်းပတ်သက်ပြီးတော့ဘာမှစိတ်ပူနေတယ်လာမှာမပြတ်ဘူးเนาะငကိုယ်လုံးကလိုမျိုးမဟုတ်ဘူးเนาะကိုကြီးမအားလုံးပွင့်နေပြောပြတာကဲအားရောကကျွန်တော်တို့အဓိကဘော်လူးနဲ့မနှညတနေ့လုံးသာအတွက်အဓိကဝိုင်းချင်းက4ပိုင်9ပိုင်4ပတ်ဒီ9ပတ်ဒီပါ4နဲ့ပတ်သက်လို့အဓိကဆော့ရမယ်ကနန်း4641 4845ပါเนาะအားလုံးပဲကောင်းကဝိုင်းဝန်းမှန်ပေးကြပါအောင်ဗျာเนาะမတ်တက်တဲ့ကိုကြီးမအားလုံးကเนาะကောင်းကဝိုင်းဝန်းမှန်ပေးကြပါ4နဲ့ပတ်သက်ရင်အဓိက main ထိုးရမယ်ကနန်း4ကွက်4641 4845ဟုတ်ပြီလား9နဲ့ပတ်သက်ရင်9691 9895အားလုံးပေါင်းကနန်း8ကွက်ထိုးရပါတယ်4နဲ့ပတ်သက်ပြီးအဓိက main 4ကွက်9နဲ့ပတ်သက်ပြီးတော့အဓိက main 4ကွက်အကောင်းဆုံး main 8ကွက်ထုတ်ပေးထားပါတယ်အဲ့ဒါကကျွန်တော်တို့မန်နာပိုင်းမှာကျွန်တော် main ကွက်ပဲမိသည်ဖြစ်စေဝမ်းချင်း၄ကိုကြီးပဲပြုတ်ကြပါသည်ဖြစ်စေညှက်နေပိုင်းကိုဆက်လက်ပြီးတော့ထိုးမယ်ချစ်ကိုချက်မှအားလုံးပဲဆက်လက်ပြီးတော့ဆော့မယ်ကျွန်တော်လည်းနာရီတောက်လျှောက်လိုက်ပြီးတော့ချိန်နေတယ်ဒါကြလို့အရေးတကြီးပေါ့နော်ခဏပြောစရာရှိလို့ live လွှင့်နေရချင်းကျွန်တော်စာလင်းရဲ့ရေးပြီးအရင်ဆုံးကျွန်တော်ပြောထားနှိမ့်မယ်เนาะချစ်ကိုချက်မှအားလုံးပဲဒီကအဲ့ဒါကြောင့်မို့ကျွန်တော် surprise လေးနှင်ခိုင်းရဆိုအဲ့ဒါကြောင့်မို့ကျွန်တော်ဘာပဲရေးတင်နေအားလုံးပဲမြင်တွေ့ရအောင်လို့ surprise လေးဘဲရောက်ပေါ့နော်မြင်ပြီးတော့လည်း surprise လေးနှင်ချကြပါနော်အဲ့တော့ကအစနေပြန်ခေါ်ပေးမယ်ကျွန်တော်တို့အဓိကကိုယ့်ရဲ့ဝိုင်းချင်းအပိုင်ပေါ့နော်ဗုဒ္ဓနေ့တနေ့လုံးမှာကိုမျိုးရေးဟိုကိုကြီးတို့မိုင်းတို့ကတော့ဒီဝိုင်းချင်းဒီလုံးမိုင်းနေရှိတယ်ဆိုရင်6တက်ကိုကီးကိုမမေးနဲ့6တက်ကိုကီးနဲ့ကတ်ထိုးကီးကိုသုံးပြီဆိုရင်လည်းဒီကီးခွေကိုသတိထားကိုဝမ်းချင်းလုံးမိုင်းထဲမှာဒီ6တွေပါဖြစ်နေပြီဆိုရင်လည်းကီးခွေတွေသတိထားဟုတ်ပြီလား6တွေ1တွေ9တွေပေါ့ဗျာဒါတွေကလုံးမိုင်းဖြစ်နေပြီဆိုရင်လည်းကီးခွေကိုသတိထားဟုတ်ပြီလားနော်နောက်တစ်ခုအနေနဲ့ကကျွန်တော်ရဲ့အဓိကဝိုင်းချင်းက4ပိုင်9ပိုင်4ပတ်ဒီ9ပတ်ဒီပါ4နဲ့ပတ်သက်ရင်အဓိကနော်ဘုံလူနဲ့တနေ့လုံးသာအတွက်အဓိကဝိုင်းချင်းက4ပိုင်9ပိုင်4ပတ်ဒီ9ပတ်ဒီပါ4နဲ့ပတ်သက်ရင်41 46 4845ပါ9နဲ့ပတ်သက်ရင်91 96 9895ပါ4နဲ့ပတ်သက်ရင်41 46 4845ပါ9နဲ့ပတ်သက်ရင်91 96 9895ပါအဲ့ဒါကကျွန်တော်တို့အားထိုးရမယ်ကဏ္ဍနေပဲဖြစ်ပါတယ်တနေ့လုံးစာမှာအဓိက main ရှစ်ကွက်ပဲဖြစ်ပါတယ်အထက်မှာအကြိုက်ဆုံး main နှစ်ကွက်ကဲအားလုံးပဲလက်မလေးနှိမ့်မယ်ဗျာနော်လက်မနှိမ့်ကြမနှိမ့်တဲ့ကိုကြီးမအားလုံးပဲနော်အားလုံးပဲဒီ video file အောက်မှာလက်မနှိမ့်ရမယ့်နေရာလေးရှိပါတယ်နော် comment မန်တက်တဲ့ကိုကြီးမအားလုံးပဲဝိုင်းမှန်ပေးကြပါအောင်ဗျာနော်ဒီအပိုင်းမှာထင်တိုင်း viewer လေးတွေအရင်နဲတာဖြစ်တဲ့တော့ကိုကြီးမအားလုံးကဝိုင်းဝန်း share လုပ်ရမယ့်နေရာလေးကိုဝိုင်းဝန်း share ပေးကြပါအောင်ဗျာနော်အကြိုက်ဆုံး main ရောနှစ်ကွက်ကျွန်တော်ပြောပါမယ်နော်အဲ့ထဲမှာလုံးမိုင်နေနဲ့နောက်မှာအရင်ကောင်းတဲ့လုံးမိုင်ဆိုတော့6ပတ်တီးပဲနော်6ပတ်တီးကိုအကြိုက်ဆုံးပဲနောက်မှာမနက်မကြညှက်နေပါဗျာနော်6ပတ်တီးကိုတော်တော်လေးကြိုက်တယ်ဗျာနောက်မှာအဲ့တော့ကျွန်တော်က6ကြိုက်တာဖြစ်တဲ့အတွက် main ရောဆိုရင်68 95 main နှစ်ကွက်အဲ့နှစ်ကွက်ကိုအကြိုက်ဆုံးပဲနော်အားတော့ထိုးရမယ်ပတ်တီးသမားတွေအားလုံးပဲပတ်တာနဲ့ပတ်သက်ပြီးတော့ကြိုက်ကြရောနေတိုင်းမှာဘာမှလုံးဆရာမရှိတော့ပတ်တာနဲ့ပတ်သက်ပြီးကြိုက်ကြတဲ့ကိုကြီးမအားလုံးကကျွန်တော်6ပိုင်ကိုကြိုက်တယ် main off ဆိုရင်68နဲ့95အဲ့နှစ်ကွက်အကြိုက်ဆုံးပဲ68 95အဲ့ main off နှစ်ကွက်အကြိုက်ဆုံးပဲကျွန်တော် lucky ကနန်းကြီးပဲအဲ့နှစ်ကွက်ဆိုတော့ပါတယ်နော် lucky ကနန်းကြီးပဲနောက်မှတော်တော်လေးကောင်းတယ်ဗုဒ္ဓနဲ့တနေ့လုံးလာမှာအကောင်းဆုံး main ကွက်တွေပဲဖြစ်နော်
ကဲအဲ့တော့ကျွန်တော်ရဲ့အကြိုက်တူရဲ့ကိုကြီးမကြီးအားလုံးပဲထိုးကြဆော့ကြအောင်နော်အဓိကတော့ထိုးတဲ့နေရာမှာလည်းအမှန်အမှန်လက်ခံနိုင်ဖို့အရေးကြီးပါတယ်နော်အဓိကတော့အမှန်အမှန်လက်ခံနိုင်ဖို့ပဲအရေးကြီးတာပဲနော်အဓိကကျွန်တော်အကောင်းဆုံး main ဘက်ကိုလည်းနမ်းမှာပြင်ဆင်ပေးထားတဲ့ကိုကြီးမကြီးအားလုံးအတွက်ဒီနေ့လိုမျိုးမဟုတ်ဘဲနဲ့နော်အကောင်းဆုံးပြင်ဆင်ပေးထားတယ်ကျွန်တော် main ချစ်ကွက်ထဲရမှာမဟုတ်ဘဲနဲ့ main နှစ်ကွက်ထဲရပဲအဆင်ပြေအောင်အကောင်းဆုံးလေးဖြစ်အောင်ကြိုးစားပေးထားတယ်နော်ယုံကြည်မှုပြေဝရှိကို like ဆော့ခြင်းနဲ့ကိုကြီးမကြီးအားလုံးကအဆင်ပြေလို့ဆော့ကြနော်မိသားစုဝင်တွေအားလုံးအနေနဲ့က68 95ကြာရင်ယူထိုးဟုတ်ပြီလားကိုယ့်ရဲ့ခဏန်းကိုနမ်းမှာလုံးမိုင်အဖြစ်နဲ့နမ်းမှာတွေ့တယ်ကိုလုံးเสียရှိတာဆက်ပြီးတော့လုပ်ဟုတ်ပြီနော်မိသားစုဝင်ကိုကြီးမကြီးအားလုံးကျွန်တော်အဲ့လောက်ထိမှာလိုက်တယ်နော်ကဲအားလုံးပဲနေ့တိုင်းမှာဆော့တယ်ကိုကြီးမကြီးအားလုံးကိုကျွန်တော်အတူတူလက်တွဲပြီးအဖော်ဝင်ဆော့ကြတယ်ချစ်ကိုကြီးချက်မကြီးအားလုံးကိုနော်ကျွန်တော်ပုံမျိုးပေးတော့ကန်းနဲ့နေ့တိုက်ကကိုကြီးမကြီးအားလုံးကိုမိသားစုဝင်ကိုကြီးမကြီးအားလုံးပဲအဆင်ပြေနဲ့အောင်မြင်ကြပါစေကိုမျိုးကိုချစ်တဲ့ခင်တဲ့ကိုကြီးမကြီးအားလုံးပဲကြမ်းမှချမ်းသာကြပါစေလို့စွန့်ဝင်အောင်တောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲတက်တာနော်ကျွန်တော်ကိုမျိုးပါဗျာနော်